အညိုတေးထားတဲ့လူလောကကြီးမှာဒီကနေ့အညိုတေးတွေနဲ့ကလေးသားခြေကြတာတွေအင်တများနေပြီနော်ကဘာနဲ့ခြေကလေးသားခြေနိုင်ငံနဲ့ခြေပြီးကလေးသားခြေညိုတေးဒါကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးလောကကြီးပျက်စီးမဲ့လက္ခဏာတွေပဲဒါတွေကများများလာလေဆွေးတဲ့ဒီကလေးကဆွေးတဲ့ဘက်ကိုပြနေလက်တံကအဲ့ဒီဘက်ကိုညွှန်းနေပြီနော်ကြောက်ကြတဲ့လူတွေက2012ခုကဘာပြက်လိမ့်မယ်ပြက်နာကိုယ့်ရင်ထဲကပြက်နာကြာလှပြင်မဲ့ကဟာသွားကြည့်နော်ကိုယ့်ရင်နေတဲ့ကိုယ့်ပတ်ဝန်းကျင်မှာပြက်နေတာတွေကများလာပြီအဲ့တော့ဥပနာဟဆိုတာပြန်ညွှန်းဖွဲ့တယ်ဥပနန္ဒနလက္ခဏောစိတ်ထဲမှာချီနှောင်ထားတယ်လူတယောက်မုန်းပြီဆိုရင်အဲ့ဒီအမုန်းတရားဟာရင်ထဲကမထွက်တော့ချီနှောင်ထားတယ်ဒါဆိုမေ့မပြစ်ဘူးဝေရအပတိနေသစ္စနရတောတဲ့ကလေးစားခြေဖို့ရန်လို့ဖို့ဘယ်တော့မှလက်မလွတ်ဘူးဟုတ်ဘယ်တော့မှလက်မလွတ်ဘူးကလေးစားခြေဖို့အများရန်တိမှတ်ထားတယ်ကောဋာနုပပန္နဘာဝပစ္စုပ္ပထာနောယံညိုးနဲ့စိတ်ကိုအမြဲတမ်းချီနှောင်ထားတတ်တဲ့သဘာဝတရားလို့ဩအဲ့ဒီလိုအညိုးအတေးတွေစိတ်တူယုံနေမကဘူးအညိုးအတေးတွေထားခြင်းဟာလည်းပဲစိတ်ကောင်းမရှိခြင်းရဲ့အကြောင်းတစ်ခုပဲဒါလည်းစိတ်ကောင်းမဟုတ်ဘူးဒီလိုဆိုတာနော်အဲ့တော့စိတ်ကောင်းရှိဖို့ကပထမဆိုတာအင်တမအရေးကြီးတာပေါ့ဒါဖြင့်ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ကောင်းဆိုတာဘာပြောမလဲဆိုမေတ္တာတိခဏနဲ့ခွင့်လွတ်တယ်တိခဏနဲ့ဆိုတဲ့တရားကလည်းအာရောဒပဲမေတ္တာကလည်းအာရောဒပဲဒါမို့ခန္ဒီကိုစာပေကျမ်းမှာဖွင့်တယ်အာဒေါသောသို့မဟုတ်အာဒေါသပဓာနောစတ္တရောအာဒေါသပဓာနာစတ္တရောခန္ဓာတိခဏနဲ့ဆိုတဲ့ခန္ဒီတရားရဲ့အရာကိုကောက်တဲ့အခါမှာလည်းအာရောဒပဲကောက်တယ်မေတ္တာရဲ့အရာကောက်တဲ့အခါမှာလည်းအာရောဒပဲကောက်တယ်ဒါကြောင့်မို့လို့ခန္တီတိခဏနဲ့ဆိုတာမေတ္တာမပြတ်မေတ္တာကိုထိမ့်သိမ်းဆောက်ရှောက်တာကိုခန္တီလို့ခေါ်တာပဲဒီလိုဆိုတာနော်အဲ့ဒီမှာမေတ္တာမပွားနိုင်လို့ရှိရင်မေတ္တာနဲ့ရှင်တဲ့စိတ်ဟာစိတ်ကောင်းအခုပြောတဲ့ကောဋစိတ်ဆိုးခြင်းဥပနာဟရံညိုးဖွဲ့ခြင်းအညိုတေးတွေထားခြင်းဆိုတဲ့စိတ်ဟာစိတ်ယုံမှာတဲ့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါကြောင့်စိတ်ကောင်းရှိဖို့ကပထမဆိုတာကြည့်အညိုတေးထားတဲ့လူတယောက်ဟာဘာလုပ်လဲစဉ်းစားကြည့်အပြောရင်လဲရန်လို့တဲ့အပြောပဲပြောမှာပဲလေအလုပ်လုပ်ရင်လဲအန္တရာယ်ပေးမဲ့အလုပ်လုပ်မှာပဲအကောင်းမလာနိုင်ဘူးဒီလိုဆိုတာ